ဇလန်အစမှာအန်နာဆိုတဲ့မင်းကလေးတစ်ယောက်ဟာသူမရဲ့အိတ်ခမ်းထဲမှာချဲလိုတိနေရင်ငိမ့်ချမ်းစွာရှိနေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အရက်သမားပထွေးဖြစ်သူကအခန်းထဲကိုရုတ်တရက်ဝင်လာပြီးသူမကိုစော်ကားဖို့ကြိုးစားခဲ့ပါတယ်။အန်နာကပြန်လဲခုခံပြီးတွန်းထုတ်လိုက်တဲ့အခါပထွေးဖြစ်သူဟာပန်းအိုးနဲ့လေပင်တိုက်မိပြီးသွေးထွက်လွန်ကတိတ်ဆုံးသွားခဲ့ပါတယ်။ဒီဖြစ်ရကြောင်းအန်နာဟာတရားစွဲဆိုခြင်းခံရပြီးလူငယ်ပြုပြင်ရေးစခန်းမှာထောင်ဒဏ်4နှစ်ကနေ9နှစ်အထိကြာခံဖို့အမိန့်ချမှတ်ခြင်းခံခဲ့ရပါတယ်။ပြုပြင်ရေးစခန်းကိုရောက်ချင်းမှာပဲအန်နာဟာဂျီနီဆိုတဲ့အခန်းဖော်နဲ့တွေ့ဆုံခဲ့ပါတယ်။စခန်းရဲ့အုပ်ချုပ်ရေးမှူး Frank ကစီကံတွေကိုထုတ်ပြန်ခဲ့ပြီးမြဲတကယ်တမ်းမှာတော့သူဟာအာနာအလွဲသုံးစားလုပ်ပြီးအကျဉ်းသူတွေကိုနှိစစ်တဲ့သူဖြစ်နေပါတယ်။စခန်းအတွင်းမှာကိုဒီဦးဆောင်တဲ့ဂိုင်းကအန်နာကိုသူတို့အဖွဲ့ထဲဝင်ဖို့ဖိအားပေးခဲ့ပါတယ်။အစပိုင်းမှာအန်နာကညှင်းဆန်ခဲ့ပြီးမြဲတခြားအကျဉ်းသူတွေရဲ့ရန်ဖြူမှုကိုခံရပြီးနောက်မှာတော့သူမကိုသူမကာကွယ်ဖို့အတွက်ကိုဒီရဲ့ဂိုင်းထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။ဂိုင်းဝင်ဖြစ်ဖို့အတွက်အန်နာဟာတခြားမင်းကလေးတစ်ယောက်နဲ့ရန်ဖြစ်ခဲ့ရပြီးအပြစ်ပေးတဲ့အနေနဲ့တိုက်ပစ်ခံခဲ့ရပါတယ်။ဒီအတော်အတွင်းမှာအုတ်ချုပ်ရည်မှု Frank ကအန်နာရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးသူမကိုလိန်ပိုင်းဆိုင်ရာစော်ကားမှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။အန်နာဟာစိတ်သက်ကြပြီးမူးယစ်ဆေးဝါးမျိုးကိုပါထုံးဆွဲလာခဲ့ပါတယ်။သူမရဲ့အမေကလာရောက်တွေ့ဆုံချိန်မှာလည်းအားမပေးမီအစားအန်နာကိုသာအဖြစ်တင်ခဲ့တဲ့အတွက်အန်နာဟာပိုပြီးစိတ်သက်ပြက်ပြားသွားခဲ့ပါတယ်။ဒါပေမဲ့တနူယူဆရာမတယောက်ကအန်နာကိုကူညီဖို့ကြိုးစားခဲ့ပါတယ်။ Frank ကဒါကိုသိသွားတဲ့အခါအကျဉ်းသူတယောက်ကိုခိုင်းစေပြီးအဲ့ဒီဆရာမကိုတပ်ဖြတ်လိုက်ပါတယ်။ဒီဖြစ်ရတဲ့ကအန်နာကိုနိုးကြားသွားစေခဲ့ပါတယ်။ Frank ကအန်နာကိုလွတ်ကြီးချမ်းသာခွင့် parole ပေးမယ်လို့မက်လုံးပေးပြီးထပ်မံစော်ကားဖို့ကြိုးစားခဲ့ပါတယ်။အန်နာဟာဒီတစ်ခါမှတော့အရှုံးမပေးတော့ပဲကိုဒီရဲ့အကူအညီနဲ့လှုပ်ဝက်ကင်မရာတစ်လုံးကိုအသုံးပြုပြီး Frank ရဲ့ရုပ်မာမှုတွေကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။လွတ်ငင်းချမ်းသာခွေကြားနာပွဲနေ့မှာ Frank ကအန်နာကိုလွတ်မပေးဖို့ကန့်ကွက်ခဲ့ပြီးမြင်အန်နာကသူမလက်ထဲမှာရှိတဲ့ဗီဒီယိုသက်သေကိုထုတ်ပြလိုက်ပါတယ်။အဆုံးသတ်မှာတော့ Frank ကဖမ်းဆီးခြင်းခံရပြီးအန်နာကတော့လွတ်မြောက်သွားခဲ့ပါတယ်။သူမဟာအပြင်လောကမှာသူမချစ်တော်ချဲလိုတိခတ်ခြင်းကိုပြန်လည်လှုပ်ဆောင်နိုင်ခဲ့ပြီးသူမရဲ့အမေနဲ့လည်းပြန်လည်တစ်မြတ်သွားခဲ့ပါတယ်။အန်နာဟာမှောင်တိုက်တဲ့အသိတ်တွေကိုကြော်ဖြတ်ပြီးအောင်မြင်သောဘဝတစ်အခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။